Hello အားလုံးပဲမင်္ဂလာပါအခုစုမြတ်ထုတ်ပြမယ့်အိတ်ကလေးက baby girl လေးတွေအတွက်ပေါ့နော်baby girl လေးတွေအတွက်ချစ်စရာကောင်းတဲ့အိတ်ကလေးပေါ့နော် cross အိတ်ကလေးရဲ့နာမည်ကတော့ပတ်သက်ပေးလိုက်တာပေါ့နော်ယုံကြည်ရအိတ်လို့ယုံကြည်ရကလေးနဲ့မို့လို့လေအိတ်ကလေးကိုဘာချီနဲ့ထိုးမလဲဆိုလို့ရှိရင်ထိုင်းအိတ်ထိုးချီလေးနဲ့ထိုးပြပါမယ်ထိုင်းအိတ်ထိုးချီလေးတွေကအိတ်ထိုးတဲ့အခါမှာပေါ့နော်တောက်တောက်တင်းတင်းလေးနဲ့အိတ်ကလေးကိုရေရှည်လေးနဲ့သုံးလို့ရမယ်ရေလျှော်လေးခံမယ်ပေါ့နော်ရွေးသွားတာမျိုးဘာမျိုးမရှိဘူးဖြစ်တဲ့အတွက်အိတ်ထိုးမယ်ဆိုရင်တော့ဒီအိတ်ချီထိုးချီလေးကို recommend လုပ်ပါတယ်နော်အခုအိတ်ထိုးချီမရှိလို့အခုမှမစ်ကော်တော်မန်ရှိတယ်ဒါမှမဟုတ်တခြားမြန်မာချီလေးတွေပဲရှိတယ်ဆိုလည်းထိုးလို့ရပါတယ်เนาะအိတ်ကအဆင်ပြေပါတယ်အဆိုင်ကတော့ဒီအိတ်ထိုးချီနဲ့ထိုးမယ်မစ်ကော်တော်နဲ့ထိုးမယ်ဆိုလို့ရှိရင်တော့5 and number 5အဆိုင်က 3.5 mm နဲ့ထိုးပါမယ်เนาะအခုစပြီးတော့ထိုးပြပေးမှာဖြစ်ပါတယ်စနေနဲ့တူတူလိုက်ထိုးကြရအောင်เนาะပထမဦးဆုံးအိတ်ကလေးရဲ့ body ဘိုင်းကိုစထိုးမယ်ပေါ့နော် body ဘိုင်းရဲ့ row 1ကိုဘိုင်းကနေစထိုးမယ်ဆိုရင် magic ring ကနေစပြီးထိုးပါမယ် magic ring ကတော့ basic ထိုးတတ်တဲ့သူတွေဆိုလို့ရှိရင် magic ring ကတင်ပြီးသားပေါ့နော်အခုကဒါလည်းပြန်ပြီးထိုးပြပေးမယ်ပေါ့နော် magic ring ထိုးမယ်ဆိုရင်ခြေစလေးကိုဒီလိုလေးကင်လိုက်မယ်ပြီးသွားရင်ခြေကိုလက်ပေါ်မှာဒီလိုတင်လိုက်မယ်ပြီးရင်တစ်ပတ်ရေးလိုက်မယ်ပြီးရင်အဲ့လက်ပေါ်မှာတက်စီကပုံစံလေးဒီလိုလေးယူလိုက်မယ်ပြီးရင်လက်ကလေးကိုဒီလိုပေါက်ချလိုက်ဒါဆိုရင်ဒီလိုမျိုးလက်လေးပေါ်မှာခြေလေးနှစ်ချောင်းဖြစ်သွားပြီပေါ့နော်အဲ့ခြေလေးနှစ်ချောင်းဖြစ်သွားပြီဆိုရင်ခြေအက်ကိုဒီလိုကင်ပြီးတော့ပထမခြေရဲ့အောက်ကနေဒုတိယခြေတန်းကိုဒီလိုလေးဆွဲပြီးတော့လိမ်လိုက်မယ်ယူလိုက်မယ်ပေါ့နော်ပြီးရင်ကင်ပြီးတော့ခြေကိုဖြုတ်လိုက်မယ်ဆိုရင်ဒီလိုခွင်းလေးရမယ်ပေါ့နော်ပြီးသွားရင်အဲ့ဒီအထဲမှာအမတို့ကchain တစ်ခုထိုးမယ်နော်ဒါမှဒီတိုင်းလေးကခိုင်မှာအဲ့ဒီအထဲမှာအမတို့ကsingle crochet 8ခုထိုးမယ်ပေါ့နော်တိုင်တိုး8တိုင်ထိုးပါမယ်ဒီနေ့တော့လေးနာချခွန်ရှစ်တိုင်တိုး8တိုင်ထိုးပြီးသွားရင်ဒီအိတ်ထိုးချီလေးတွေကလေမာတော့じゃထိုးရနည်းနည်းတော့လက်နာတယ်เนาะဒါပေမဲ့အမနာခံပြီးထိုးရင်ချီအိတ်ရုပ်ထွက်ကြတော့အရန်နာတယ်ပေါ့နော်ဒီချီသားလေးကိုဒါချစ်ကိုတိုင်တိုး8တိုင်ထိုးပြီးသွားရင်ဒီချီသားလေးကိုကန်ပြီးတော့ဆွဲလိုက်မယ်ဒါဆိုရင်ဒီလိုဒါလေးလေးရပြီပေါ့နော်ဒါတိုင်တိုး8တိုင်ဒါပြီးသွားရင်ဆွဲပြီးသွားပြီဆိုရင်ထိုးခဲ့တဲ့ပထမဆုံးနေရာမှာ slip stitch နဲ့ဆက်လိုက်မယ်ဆိုရင်ဒီလိုဝိုင်းနေရပါပြီတင်းလေးဆွဲမယ်နော်ဒီလိုဆွဲလို့ရတဲ့လောက်လေးစီနေအောင်လို့ဆွဲပေးပါပြီးရင်ဒါ row 1ပြီးသွားရင် row 2ထိုးမယ် row 2မှာဆိုလို့ရှိရင်8ခါပွားပြီးထိုးမယ်အမှားတော့ဒီအောက်မှာတိုင်လို့8တိုင်ရှိတာလေအဲ့8တိုင်ကို8ခါပွားပြီးတော့ထိုးမယ်8ခါပွားပြီးတစ်ပေါက်မပွားရဆိုတာကတစ်ပေါက်ထဲမှာ2ကြိမ်ပြန်ထိုးတာကိုပွားရလို့ခေါ်တယ်နော်အဲ့တော့နောက်တစ်တိုင်းစားဖို့အတွက် chain 1ထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာ2တိုင်နဲ့အားလုံးပေါင်း16တိုင်ရအောင်ထိုးမယ်နော်ဒီနဲ့တော့လေးချီတိုးရင်တခါတည်းရေးပြီးတော့ထိုးရတာကောင်းတယ်ပေါ့နော်။ဒါမျိုးလဲဆိုတော့အောက်ဒီချန်နေတာတော့တိုင်မပြည့်တာတော့ဖြစ်ပေါ့။တက်ကိုရောက်တော့မှဆိုလို့ရှိရင်ပြန်ကြည့်ရတယ်ကတ်တင်တယ်ပေါ့နော်။ချာ။ကိုရှင်းတော့ဒီမှာပဲနှစ်တိုင်ထိုးတော့မှာနော်။ကို10 11 12 13 14 15 16အားလုံးပေါင်း16တိုင်ရှိရမယ်နော်16တိုင်ရှိတယ်ဆိုရင်မတို့နောက်ဆုံးပိတ်မှာ slip stitch နဲ့ဆက်လိုက်မယ်ဒါဆိုရင် row 2ပြီးသွားပြီ row 3အနေနဲ့ကြတော့အမတို့ကတစ်ခါတစ်ပေါက်မှာတိုင်တိုးတစ်တိုင်နောက်တစ်ပေါက်မှာကျတော့တစ်ပေါက်ထဲမှာ2တိုင်တစ်ပေါက်မှာတစ်တိုင်နောက်တစ်ပေါက်မှာ2တိုင်တစ်ပေါက်မှာတစ်တိုင်နောက်တစ်ပေါက်မှာ2တိုင်အဲ့လိုနဲ့အားလုံးပေါင်းတိုင်တိုး24တိုင်ရအောင်ထိုးမယ်နော်အခု chain 1နောက်တစ်တိုင်တက်ဖို့ chain 1ထိုးမယ်ပြီးရင်ဘေးကအပေါက်ထဲမှာတိုင်တိုးတစ်တိုင်နော်ပြီးသွားရင်တိုင်တိုးဘေးကအပေါက်မှာ2တိုင်ပြီးရင်ဘေးပေါက်မှာတစ်တိုင်နောက်တစ်ပေါက်မှာတစ်ပေါက်ထဲမှာ2တိုင်တစ်တိုင်ကြားပွားတာပေါ့နော်နောက်တစ်ပေါက်မှာတစ်တိုင်နောက်တစ်ပေါက်မှာအားလုံး2တိုင်နောက်တစ်ပေါက်မှာတစ်တိုင်နောက်တစ်ပေါက်မှာကျတော့2တိုင်နောက်တစ်ပေါက်မှာတစ်တိုင်နောက်မှာ2တိုင်နောက်မှာကျတော့တစ်တိုင်နောက်တစ်ပေါက်မှာ2တိုင်ဒီလိုမျိုးတစ်တိုင်နောက်တစ်ပေါက်မှာ2တိုင်နောက်မှာတစ်တိုင်နောက်မှာကျတော့မတို့တိုင်တိုးဆက်နဲ့မှလေးတိုင်းပြည့်မပြည့်ဘူးရေးကြည့်မယ်နော်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 24တိုင်းပြည့်သွားပြီဆိုရင်မတို့ပထမဆုံးထိုးခဲ့တဲ့တိုင်မှာ slip stitch နဲ့ဆက်လိုက်မယ်ဒါဆိုရင် round 3ပြီးသွားပြီ row 3ပြီးသွားပြီပေါ့နော် row 4မှာကကြတော့နောက်တစ်တန်းအတွက်ကို chain 1တက်လိုက်မယ် row 4မှာကြတော့
တိုင်တိုတစ်ခါပွားတာတစ်ခါတိုင်တိုတစ်ခါပြီးရင်တိုင်တိုတစ်ခါပွားတာတစ်ခါတိုင်တိုတစ်ခါနော်အဲ့လိုထိုးမယ်အဲ့တော့ဒီမှာရိုးရိုးကတစ်တိုင်းဒီပေါက်ထဲမှာနှစ်တိုင်နဲ့ပွားတာကတစ်ချိန်နော်ပြီးရင်ရိုးရိုးတစ်ခါဒါဆိုရင်ဒါတစ်စုံရိုးရိုးတစ်ခါပွားတာတစ်ခါရိုးရိုးတစ်ခါအဲ့ဒါကိုဘယ်နှကြိမ်ထိုးမလဲဆိုရင်စုစုပေါင်း၈ကြိမ်ထိုးမယ်ဒီလိုတစ်စုံ၈ကြိမ်ပေါ့နော်တိုင်တိုပွားရိုးရိုးတစ်ခါပွားတာတစ်ခါရိုးရိုးတစ်ခါအဲ့ဒါကိုတစ်စုံလို့သတ်မှတ်တယ်ပေါ့နော်။အမှားတော့တစ်စုံလို့သတ်မှတ်တော့အားလုံးပေါင်းစုစုပေါင်းသူက၈ကြိမ်ထိုးမယ်။ဒါဆိုဒါတစ်ကြိမ်ပြီးသွားပြီ။ဒါပြီးရင်တစ်တိုင်းပြီးရင်ပွားမယ်။ပြီးရင်တစ်တိုင်းဒါဆိုရင်နှစ်ကြိမ်ပြီးရင်တစ်တိုင်းပွားမယ်။ယူဒါဆိုရင်၃ကြိမ်တစ်တိုင်းပွားမယ်။၄ကြိမ်တစ်ပိုင်းနော်အားလုံးပေါင်း၄ကြိမ်၄ကထိုးပါမယ်၈ကြိမ်အားလုံး၈ကြိမ်ထိုးမှာ4 4ကတစ်ပိုင်းနော်ပြီးရင်တိုင်းပွားမယ်တိုင်း၅ကြိမ်တိုင်းပွားမယ်6ကြိမ်တိုင်းပွားမယ်နောက်မှာရိုးရိုးတိုင်း9ကြိမ်တိုင်းပွားမယ်ရိုးရိုးတစ်တိုင်းဆိုတော့၈ကြိမ်စုစုပေါင်း၈ကြိမ်ပြီးသွားပြီပြီးသွားရင် select နဲ့ဆက်လိုက်မယ်ဒါဆိုလို့ရှိရင်round 4 row 4ပြီးသွားပြီပေါ့နော် row 4ပြီးသွားပြီဆိုရင် row 5ကိုထိုးမယ် row 5အတွက်ကအားလုံး row 5အတွက်ကကြတော့ chain 1တစ်ခေါက်တက်မယ်ပြီးသွားရင်တိုင်တိုရိုးရိုး3တိုင်ထိုးမယ်တိုင်းနှစ်တိုင်း3တိုင်3တိုင်ရိုးရိုးတစ်ခါထိုးပြီးရင်တစ်ချိန်ပွားမယ်တစ်ပေါက်ထဲမှာပဲနှစ်ပြီးတခါရိုးရိုး3တိုင်ဆက်ထိုးပြန်ထိုးမယ်တစ်နှစ်3တိုင်ထိုးပြီးသွားပြီတစ်ချိန်ပွားမယ်တစ်နှစ်ပွားလိုက်တယ်ဒါဆိုရင်2ကြိမ်သူကလည်းစုစုပေါင်း8ကြိမ်ထိုးရမယ်တိုင်တိုအရေးတွားလုံးပေါင်း40ဖြစ်ရမယ်เนาะဒါဆိုရင်2ကြိမ်ဖြစ်သွားပြီ2ကြိမ်ပါပြီရိုးရိုး3တိုင်ထိုးမယ်တစ်နှစ်ပြီးရင်တစ်ချိန်ပွားမယ်တစ်4ကြိမ်ပြီးသွားပြီเนาะတစ်နှစ်ပြီးရင်တစ်ခါပွားမယ်5ကြိမ်နှစ်ပွားမယ်6ကြိမ်ပြီးသွားပြီเนาะရိုးရိုး3တိုင်တစ်နှစ်တစ်ချိန်ပွားမယ်တစ်9ကြိမ်တစ်နှစ်ပုံမှန်9ကြိမ်เนาะကြိမ်ရေးလာပါပြီပြန်ရေးကြည့်မယ်အားလုံးပေါင်းကသူက40ရှိရမယ်เนาะ40ရှိရမယ်ဆိုတော့မှားလားမှန်လားဆိုတော့ပြန်ကြည့်1 2 3 4 5 6 9 10 9 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9 30 31 32 33 35ဆိုတော့လူတွေနော်မားလိုက်လို့တည်းပွားတယ်ကျင်းကျန်တယ်နော်နဲ့တော့ပွားအဲ့တော့အားလုံးပေါင်း40မှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်ဒါဆိုရင် round row 5ပြီးသွားပြီ row 5ပြီးသွားပြီအားလုံးပေါင်းတိုင်ရေအတွက်က40ပြီးတော့ row 6ထိုးမယ်ပေါ့နော် row 6ဆက်ပြီးထိုးမယ် row 6မှာကနောက်တစ်တန်းအတွက် chain 1တက်လိုက်မယ်ပြီးရင်တိုင်တို့2တိုင်ထိုးမယ်ဒီရိုးတိုင်တို့2တိုင်ထိုးမယ်ပြီးသွားရင်တစ်ချိန်ပွားမယ်တစ်ပေါက်ထဲမှာ2တိုင်နဲ့တစ်ချိန်ပွားမယ်ပြီးရိုးတိုင်တို့2ခါပြန်ထိုးမယ်ဒီနှစ်ဒါကတစ်ချိန်ရိုးတိုင်တို့တစ်ခါ2ခါပြီးရင်ဒီပေါက်ထဲမှာပွားတယ်ပြီးရိုးတိုင်တို့တစ်ခါ2ခါဒါကိုမတို့ကတစ်စုံလို့သတ်မှတ်တယ်အားလုံးပေါင်းသူကလည်း8စုံထိုးမယ်ပေါ့နော်ဒါဆိုရင်ဒါတစ်စုံပြီးရင်ရိုးတိုင်တို့2ခါပြန်ထိုးမယ်ဒီနှစ်ပြီးရင်ပွားမယ်ဒီနှစ်ပြီးရင်ရိုး2ခါပြန်ထိုးမယ်ဒီနှစ်ဒါဆိုရင်2စုံရိုးတစ်ခါ2ခါပြီးရင်ပွားမယ်ဒီရိုးတစ်ခါဒါဆိုရင်3စုံရိုး2ခါတက်ထိုးမယ်ပြီးရင်ပွားမယ်ပြီးရင်ရိုး2ခါဒါဆိုရင်4စုံ
ပြီးရိုးရိုးနှစ်ခါဒါဆိုရင်5ဆုံးနော်ရိုးရိုးနှစ်ခါတက်ထိုးမယ်ပြီးပွားမယ်ပြီးရိုးရိုးနှစ်ခါဒါဆိုရင်6ဆုံးရိုးရိုးနှစ်ခါပြီးပွားမယ်ရိုးရိုးနှစ်ခါတက်ထိုးမယ်ဒါဆိုရင်9ဆုံးပြီးရိုးရိုးနှစ်ခါပြီးရင်တစ်ခါပွားမယ်ပြီးရိုးရိုးနှစ်ခါဒါဆိုရင်10ဆုံးပြီးရင် slip stitch နဲ့ဆက်လိုက်ရှက်ကော်လေးနဲ့ဆက်လိုက်ဒါဆိုရင်row 6ပြီးသွားပြီ row 7ကိုဆက်ထိုးမယ်နော်ဒါ row 7ကိုထိုးမယ်ပေါ့နော် row 7ကိုထိုးမယ်ဆိုလို့ရှိရင်နောက်တစ်တန်းအတွက်ပုံမှန်တိုင်းပဲ chain 1တက်မယ်ပြီးရင်တိုင်တို5ကထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါ5ခါတိုင်တို5ကထိုးပြီးသွားရင်တစ်ချိန်ပွားမယ်တစ်ပေါက်ထင်ပါနှစ်တိုင်းနဲ့တစ်ချိန်row 7ကရိုးရိုးတိုင်တို5ကပွားတာတစ်ခါရိုးရိုးတိုင်တို5ကပွားတာတစ်ခါနဲ့အားလုံးပေါင်းအဲ့ဒီတိုင်း8ချိန်ထိုးမယ်အားလုံးပေါင်းတိုင်တို50နဲ့မှ6တိုင်းရှိရမယ်နော်နောက်တစ်ခါထိုးပြမယ်ရိုးရိုးတစ်တိုင်းနှစ်တိုင်း3တိုင်း4တိုင်း5တိုင်းပြီးရင်တစ်ခါပွားမယ်နှစ်ချိန်ရိုးရိုး5ကထိုးမယ်နှစ်3 4 5ပြီးရင်တစ်ခါပွားမယ်နော်တိုင်တို5တိုင်းထိုးပြီးတိုင်းတစ်ခါပွားတယ်ဒါဆိုရင်3ဆုံး1 2 3 4 5ပြီးရင်တစ်ခါပွားမယ်6ဆုံးနော်6ဆုံးအဲ့တိုင်းနဲ့တိုင်တို5ကတစ်ခါတိုင်တို5ကထိုးတစ်ခါပွားတိုင်တို5ကထိုးတစ်ခါပွားတိုင်တို5ကထိုးတစ်ခါပွားနဲ့အစုံထိထိုးလာပြီနော်အစုံရောက်ရင်ပြန်ရမယ်ဒါဆိုရင်အစုံထိကိုအားလုံးပေါင်း8ချိန်ပေါ့နော်တိုင်တို5ကတစ်ခါပွားတိုင်တို5ကတစ်ခါပွားတိုင်တို5ကတစ်ခါပွားနဲ့8ချိန်အားလုံးပေါင်းချိန်50နဲ့မှ6တိုင်းပေါ့နော်ချိန်56ခုရှိရမယ်56ခုရှိမယ်အခု row 7ပြီးသွားရင် row 8ကိုထိုးမယ် row 8ကကျတော့ row 8အတွက်တိုင်တိုတစ်တိုင်းနော် sorry ချိန်တစ်ခုထိုးလိုက်မယ်နော် row 8မှာကျတော့ပွားစရာလည်းမလိုတော့ဘဲနဲ့တိုင်တိုတစ်တိုင်းမှာတစ်တိုင်းတစ်ခုမှတစ်တိုင်းနဲ့ပတ်သက်တဲ့အစုံထိထိုးသွားမယ်အဲ့ဒါကို row 8ကိုအဲ့တိုင်းပဲဆက်ထိုးမယ်နော် row 8ကကျတော့တစ်ပေါက်ကိုတစ်တိုင်းနဲ့တော့မပွားတော့ဘူးပေါ့နော်တစ်တိုင်းတစ်ပေါက်ကိုတစ်တိုင်းတစ်ပေါက်ကိုတစ်တိုင်းအစကိုမမှတ်မိမှာကြောင့်လို့ရှင်ချင်းဝတ်တက်ခဲ့တဲ့နေရာလေးမှာမှတ်ချက်လေးချိန်ခဲ့နော်တူမှုလို့ရှိလို့ရှင်ဘယ်နားဆုံးမှလဲဆိုတာကိုဘယ်နားမှာပြန်ပြီးဆုံးတာမှလဲဆိုတာကိုမမှတ်မိပါဆိုတော့နော်အဲ့တော့ row 8ကတစ်ပေါက်ကိုတစ်တိုင်းနဲ့ခုဒီမှတ်ချက်ချိန်ခဲ့တဲ့နေရာအထိကိုရအောင်ထိုးခဲ့မယ်နော်အခု row 8ပြီးသွားပြီ row 8မှာတစ်ပေါက်ကိုတစ်တိုင်းနဲ့အမတို့ထိုးလာခဲ့တာအဆုံးမှာ slip stitch ရှက်ကော်လေးနဲ့ဆက်လိုက်တယ်ပေါ့နော်ဒါတော့ row 8ပြီးသွားပြီ row 8ပြီးသွားပြီးတော့မတို့က row 9ကနေပြီးတော့ row 22 row 9 row 9တန်းမြောက်ကနေပြီးတော့22တန်းမြောက်ထိကိုတစ်ပေါက်ကိုတစ်တိုင်းနဲ့အမတို့ကဆက်ပြီးတော့မှထိုးပါမယ်ပေါ့နော်ဒီအကလေးကိုတစ်ပေါက်ကိုတစ်တိုင်းနဲ့ဘယ်တန်းထိုးရမလဲအခုက row 8ပြီးသွားတာ row 9လောက်စရာမလိုဘဲနဲ့တစ်ပေါက်တစ်တိုင်းနဲ့9တန်းမြောက်ကနေပြီးတော့22တန်းထိကိုတစ်ပေါက်တစ်တိုင်းနဲ့ဆက်ပြီးထိုးသွားပြီးပါ22တန်းကိုရောက်လို့ရှိလို့ရှိရင်ပြန်ပြပေးပါမယ်နော်